ကဲဒီနေ့မှာတော့မကြသေးခင်မှာ crack ထွက်လာတယ်ဖြစ်တဲ့ Mafia The Old Country ရဲ့အကြောင်းပြောပြမယ်ပြီးတော့အားရမပြောခင်မှာလည်းအရင်ရှစ်မှာထွက်ခဲ့တဲ့ Mafia Game ရဲ့အကြောင်းလေးကိုပါပြောပြပါမယ် Mafia Game fan တွေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုလိုက်ပါတယ် And who are you, Enzo? ခုနောက်ဆုံးထွက်တဲ့ Mafia The Old Country ရဲ့ဇလန်းကနောက်ဆုံးမှထွက်တယ်ဆိုပေမဲ့ तू ကဒီ Mafia series တစ်ခုလုံးရဲ့ဇလန်းအစလို့ပြောလို့ရတယ်ပြီးတော့ဘယ်နေရာပဲခက်လဲဆိုလို့ရှိရင်1900ပြည့်နှစ်ဝန်းကျင်အီတလီနိုင်ငံကစီစလီကျွန်းပေါ်မှာအခြေခံပြီးတော့ဇက်ရင်တည်ထားတာဖြစ်ပါတယ်ဇလန်ဘယ်လိုလဲဆိုလို့ရှိရင်မာဖီးယားဆိုတဲ့ဂိုင်းစနစ်ကြီးဘယ်လိုစဖြစ်လာလဲဆိုလဲအောက်ခြေကဘာကိုစပြထားတာဖြစ်ပါတယ်စင်ရဲမွဲတည်ပြီးတော့ဥပဒေမဲ့နေတဲ့စီစလီကျွန်းမှာရှင်သန်မှုအတွက်ဒေသခံလူမိုက်တွေစုမိတာကနေစပြီးတော့ဒွမ်ဆိုတဲ့ဂိုင်းကျုပ်တွေပေါ့နော်ဖြစ်ပေါ်လာမယ်ပြီးရင်တစ္ဆာဖောက်မှုတွေနဲ့သွေးမြေကျမှုတွေကိုခန်းစားရမှာဖြစ်ပါတယ်ဒီဂိမ်းကခြားဂိမ်းတွေနဲ့မတူတာပါလဲဆိုတော့ကျန်တဲ့မာဖီးယားဂိမ်းတွေလိုမျိုးအမေရိကန်ကကားတွေမောင်းပြီးတော့တနက်ပြရတာမျိုးမဟုတ်ဘဲနဲ့ဓာတ်တွေ rifle အဟောင်းတွေနဲ့ပို့ပြီးတော့ကြမ်းတမ်းတဲ့ပုံစံမျိုးဆော့ရမယ်ပြီးတော့မာဖီးယားဇလန်တွေတစ်ခုလုံးရဲ့အရင်အမြင့်ပေါ့ဒီ origin ကိုပြန်ပြီးတော့ပြတာဆိုတော့ဒီဇလန်လေးကအတိတ်ပဲလဲတော်တော်လေးလေးနက်ပါတယ် Mafia Definitive Edition ဒါကတော့ Mafia ရဲ့လို့စဖြစ်လာတဲ့ Mafia 1 ကို remake ပြန်လုပ်ထားတာဖြစ်ပါတယ်ပေါ့နော်အကောင်းဆုံးဇလန်တွေလို့လည်းတော်တော်များသတ်မှတ်ကြတယ်သူကလည်းဘယ်နေရာပဲဖြစ်လဲဆိုတော့1930ပြည့်နှစ် Lost Haven ချီကာဂိုမြို့ကိုအခြေခံပြီးတော့ရေးဖွဲ့ထားတာဖြစ်ပါတယ်စီးပွားပြက်ကပ်ဖြစ်နေတဲ့ခေတ်ကြီးပေါ့ဗျာဇလန်ဘယ်ရဆလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကတာမန်တက္ကစီမောင်းသမားတယောက်လေးဖြစ်တဲ့တိုမီအင်ဂျလိုဆိုတဲ့ဇက်ကောင်နေရာနေပြီးတော့ဆော့ကစားရမှာဖြစ်ပါတယ်တကယ်တော့သူကမထင်မှတ်ပဲနဲ့ Celery Mafia ဂိုင်းကလူမိုက်နှစ်ယောက်ကိုကားကြုံတင်ပြီးတော့ရန်သူတွေလက်ကနေပြီးတော့သူကယ်ပေးလိုက်ရတယ်အဲ့ဒီကနေစပြီးတော့ Mafia လောကတွေကိုသူကရောက်သွားရောပတ်စံတွေလည်းအများကြီးရအာနာရီရှိလာပေမဲ့နောက်ဆုံးမှာဂိုင်းရဲ့တစ္ဆာဖောက်မှုတွေအချင်းချင်းတက်ပြတ်မှုတွေကြားထဲမှာစစ်ကုံလာပြီးတော့ FBI နဲ့ပူးပေါင်းပြီးသူ့ဂိုင်းကိုသူပြန်ဖျက်ဆီးပစ်တဲ့ဇလန်လေးဖြစ်ပါတယ်ဒီဂိမ်းကစက်သိန်းလေးနဲ့အရန်ကိုမိုက်တယ်လို့အစကနေအဆုံးထိရုပ်ရှင်ကြည့်နေရတယ်လို့ပဲဆိုတဲ့ feeling မျိုးကိုဒီဂိမ်းကနေရရှိမှာဖြစ်ပါတယ်ထိုမီရဲ့ဘဝအနေအမြင့်အတက်အကျတွေပါကျွန်တော်တို့တွေပါအတူတူခန်းစားစီရမှာဖြစ်ပါတယ် Mafia 2ဒီဂိမ်းကတော့ Mafia ဂိမ်းတွေထဲမှာကျွန်တော်အကြိုက်ဆုံးနံပါတ်1ဂိမ်းပဲဖြစ်ပါတယ်ခင်ဗျာသူကဘယ်နေရာပဲခေတ်လဲဆိုလို့ရှိရင်1940 1950ဝန်းကျင်ဒုတိယကမ္ဘာစစ်ပြီးရဲ့အချိန်ပေါ့နော် Empire Bay New York မှာစော့ကစားရမှာဖြစ်ပါတယ်ဇလန်ကဘာလဲဆိုလို့ရှိရင်အဓိကဆက်ကောင် Vito Scalata ပေါ့နော်သူကဒုတိယကမ္ဘာစစ်ထဲမှာစစ်မှုထမ်းပြီးတော့မြို့ပြန်ရောက်လာတဲ့ကောင်လေးတယောက်ပေါ့စင်ရဲလုံးလို့သူတငယ်ချင်းအရင်ခောက်ဂျိုးဘာဘာရိုနဲ့ပေါင်းပြီးတော့မာဖီးယားလောကတွေကိုသူခြေစုံပစ်ပြီးတော့ဝင်လာတော့တာပဲခိုးရကနေလူသက်သားတွေအထိလှုပ်ပြီးတော့ဂိုင်းထဲမှာနေရာရလာတယ်ဒါပေမဲ့မာဖီးယားလောကရဲ့ထုံးစံတိုင်းအားလုံးကကိုယ့်အကျိုးစီးပွားပဲကြည့်ကြတော့စက်သိမ်းမှာလုံးဝကိုမျက်ရည်ကျကျင်စရာဖြစ်သွားရမယ်ဗီတိုနဲ့ဂျိုးရဲ့တကယ်ချင်းတန်ရောစင်ကဒီဂိမ်းထဲမှာဖွဲ့ထားတာအရန်ကိုမိုက်ပါတယ်ဗျမာဖီးယား1ထပ်ပို့ပြီးတော့ action ဆန်နဲ့မျိုးပြအလှပတွေကအစအင်ဂျီဝတ်တာတွေကအစုံလုံးဝအမိုက်စားတွေပဲအထူးသဖြင့်မာဖီးယား1နဲ့ပတ်သက်တဲ့ဇက်ကွက်တစ်ခုဝင်လာတဲ့အချိန်မှာလုံးဝစသိန်းထားစရာကောင်းလောက်အောင်ကိုကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်ခင်ဗျမာဖီးယား3ဒီကောင်ကတော့အရင်ဂိမ်းတွေနဲ့ပုံစံနည်းနည်းလေးကွဲသွားတယ်မာဖီးယားဖြစ်အောင်လုပ်ရတာမဟုတ်ဘဲနဲ့မာဖီးယားတွေကိုပြန်ပြီးတော့ဖြိုခွင်းရတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဘယ်နေရာပဲခေတ်လဲဆိုလို့ရှိရင်1968ခုနှစ်ဗီယက်နမ်စစ်ပွဲကာလ New Borders မှာစိတ်ရင်တထားဖြစ်ပါတယ်။ရာသီဥတုကအပူပိုင်းဆန်ပြီးတော့ hip hop rock guitar တွေထွန်းကားတဲ့ခေတ်ပဲဖြစ်ပါတယ်။ကျွန်တော်ဆိုရမယ့်ဇက်ကောင်ရဲ့မင်းသားနာမည်ကလင်ကွန်းကလေးတဲ့။သူကဗီယက်နမ်စစ်ပြန်လူမဲတယောက်ပေါ့။သူပြန်ရောက်လာတဲ့အချိန်မှာသူ့ကိုမွေးစားထားတဲ့လူမဲကိုင်း Black Mouth ကိုအီတလီမာဖီးယားဂိုင်းချုပ် Serramaccano ကရဲဆက်ဆက်တပ်ပစ်စာဖောက်ပြီးတော့အကုန်တပ်ပစ်လိုက်တယ်။လင်ကွန်းတယောက်ပဲအသက်ဘေးကနေတီတီလေးလွတ်ပြီးတော့ကန်ကောင်းထောက်မစွာနဲ့ကြံခဲ့တယ်။အဲ့ဒီမှာတင်လင်ကွန်းကဂလဲစားချေဖို့အတွက်သူ့ကိုယ်ပိုင်ဂိုင်းတစ်ခုကိုတီထောင်ပြီးတော့အီတလီမာဖီးယားတွေကိုတစ်မျိုးလုံးအနှံ့လိုက်လံအမဲလိုက်တဲ့ဂိမ်းလေးပေါ့။သူ့ဘွဲ့ထဲမှာလည်းမာဖီးယား2ကဗီတိုလည်းပါတယ်နော်။ဒီဂိမ်းကိုကစားတဲ့အခါမှာဂိမ်းပလေးကတော့နည်းနည်း repetitive ပေါ့နော်။ထပ်တလဲလဲဖြစ်နေတယ်လို့နည်းနည်းလေးပြင်းဖို့ကောင်းတယ်ဆိုပေမဲ့ဇလန်နဲ့သူ့ရဲ့ gun play ပေါ့။တနက်ပြရတာတော့လုံးဝ share ပဲ။ရဲဆက်ဆက်ဂလဲစားချေရတဲ့ခံစားချက်ကိုအပြည့်အဝပေးနိုင်တယ်။အထူးသဖြင့်နောက်ကန်သချင်း soundtrack တွေက1960ခုနှစ်တွေရဲ့ဂန်နဝင်သချင်းတွေမလို့နားထောင်လို့တော်တော်ကောင်းပါတယ်အကုန်လုံးအချင်းချင်းပြန်ပြောရမယ်ဆိုလို့ရှိရင် The Old Country က Mafia ရဲ့သမိုင်းအစ Mafia 1ကကြတော့ဂိုင်းထဲကိုရောက်ပြီးတော့နောက်နောက်ရသွားတဲ့အကြောင်းကိုပြပဲ
မာဖီးယား2ကတကယ်ချင်း2ယောက်မာဖီးယားလောကထဲမှာရုံးဝင်ရပုံပြမယ်မာဖီးယား3ကတော့တပိသားစုလုံးအသက်ခံလိုက်ရလို့မာဖီးယားတွေကိုကလေးစားချစ်ရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒီထဲမှာကိုကြိုက်ဆုံးမာဖီးယားဂိမ်းကဘယ်ဂိမ်းလဲဆိုတာကိုပြောပြပေးခဲ့ပါဦးနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ